Creators ပဲတော့ဒီ Manulife Molamyai Company ဒီ office ပေါ့နော် branch ဆိုပြီးတော့ဒါ Manulife ဒီ Molamyai ကို represent လုပ်ထားတဲ့ business တစ်ခုအဲ့ဒီ business ကဘယ်လိုပိုင်လဲဆိုလို့ရှိရင်ဒီတဲ့တယောက်ချင်းဒီတိုင်းပါတယ်ဒီတဲ့တယောက်ချင်းဒီတိုင်းအတွက်ကိုကျွန်တော်တို့က invest လုပ်ပေးထားတယ်ဖြစ်ခဲ့တာပေါ့နော်အခုကျွန်တော်တို့ဒီ2025မှာကကျွန်တော်တို့ဒီထက်မက4သားလောက်ထိသွားဖို့ရှိတယ်ပေါ့နော်4သားလောက်ထိသွားဖို့ရှိတယ်ဒီလိုမျိုး speed တိုင်းဆိုရင်လည်းကျွန်တော်တို့လိုချင်တဲ့ expectation ကအလွယ်လေးရောက်ပါတယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်တို့ဒီ idea တွေကိုနောက် session မှာကျွန်တော် generate လုပ်တယ်ပေါ့နော်အားဖြစ်စိတ်နဲ့တခါဆိုလို့ရှိရင်တော့အဓိကပါလေဆိုလို့ရှိရင်ဒီကျုံးစားရင်ဖြစ်ဖို့ဖြစ်တယ်ပေါ့နော်အဓိကစိတ်တစ်ခုပေါ့နော်ငါaudition တွေများတဲ့အခါကျလို့ရှိရင်လူတိုင်းကစိတ်ကြတယ်ပေါ့နော်တစ်ခါတပြောတယ်နောက်ခါတပြောတယ်မရက်ဘူးဆိုစက်မလောက်ချင်တော့တဲ့ခါတွေများတယ်ကျွန်မလည်းကိုယ်တိုင်လည်းခံစားခဲ့ရတယ်ပေါ့နော်အဲ့ဒီခါကျတော့အခုအဓိကဘာလဲဆိုလို့ရှိရင်ကျွန်မလည်းအများကြီးပဲဒီရှေ့ရစီများတယ်ပဲ audition များတော့အများကြီးခံနေရတယ်ပေါ့နော်ဒါပေမဲ့လည်းအဓိကစိတ်ကကျတော့သူများတော့ဖြစ်နေတာငါကဘာလို့မဖြစ်ရမှာလဲမနာလိုတဲ့စိတ်မဟုတ်ဘူးမခံချင်တဲ့စိတ်ပေါ့နော်သူများလည်းလုံနိုင်တယ်ငါလည်းလုံနိုင်ရမယ်ပေါ့နော်အဲ့လိုစိတ်ကလေးကိုထားတယ်နောက်တစ်ခုကကျတော့ငါကဘာဖြစ်လို့မရတာလဲမဖြစ်သေးတာလဲဘာလို့အပ်နေလို့လဲအဲ့ဒီရဲ့လိုအပ်ချက်ဆိုလဲကိုယ့်ရဲ့စီညာရေးစီကနေလေးလာတယ်သင်ယူတယ်မေးတယ်ပေါ့နော်အဲ့လိုမျိုးမေးနေရနေပြီးတော့ဘယ်လိုခေါ်မလဲဒီအချက်လေးတွေတော့ငါတို့ပြင်လိုက်တယ်ဆိုလို့ရှိရင်ရနိုင်တယ်ဆိုကျွန်မပြောင်းလဲကြည့်ပြင်ကြည့်တကယ်လည်းရတယ်အဓိကစိတ်တစ်ခုပဲပေါ့နော်အဲ့ဒီစိတ်ကဘာလဲဆိုလို့ရှိရင်ငါလုံးရင်ဖြစ်ကိုဖြစ်နိုင်တယ်ဆိုတဲ့စိတ်တစ်ခုလေးတွေ့ရင်ဖြစ်ကိုဖြစ်ဒါပေမဲ့တကယ် insurance ကိုပြန်လုပ်တော့မယ် PPCD လုပ်တော့မယ်ဆိုတဲ့အခါကျတော့ကို့မှာဘာလို့လဲဆိုတော့ပတ်ဝန်းကျင်လိုလာတယ်မိတ်ဆွေတွေလိုလာတယ်အဲ့ဆိုဒါကဖြစ်လို့လူများများနဲ့ထိတွေ့ဖို့လိုတယ်လူများများကဒါကိုထိမှတာနဲ့ကိုကလည်းသူတို့ကို financial protection ပေးနိုင်တယ်ကိုတက်ကလည်း business ကိုကပြီးတဲ့အခါကျတော့ဖြစ်ပါလို့ရတယ်ဆိုတဲ့အခါကျတော့ဘာလို့ဆိုကိုလည်းအရန်ချာနေမတွေ့တာလည်းချာနေတော့စကားတော့ပြောရတယ်စတာပေါ့စကားလေးတော့ပြောတယ်ခါလေးကြရင်ဘာရင်လို့မဟုတ်ဘူးဖိတ်တာချင်းနေစသဖြင့်အဲ့လိုမျိုးလူတွေနဲ့ပြန်ထိတွေ့ဖို့လိုရတယ်ပေါ့နော်ထိတွေ့ဖို့လုပ်တဲ့ခါကျတော့တခုပါစဉ်းစားလဲဆိုတော့ပွဲတစ်ပွဲလုံးနေဆိုကိုတိတိကျကျကိုကောင်တော့ဖိတ်ဖို့ပြုစဉ်းစားဘာလို့လဲဆိုတော့ပြုကြုံဘူးလေပေါ့နော်ဒီခါဖိတ်လိုက်တယ်ပြီးရင် manage လုပ်နိုင်ဘာလို့ဆိုတော့သူတို့အကုန်လုံးအဲ့မခံနိုင်တဲ့အခါကျတော့မသိတဲ့လူကမသိတဲ့လူကိုရှင်းပြလိုက်တဲ့အခါကျတော့ကိုကပွဲကိုဖိတ်လိုက်တယ်သူတို့ပြန်ပါသွားတဲ့အခါကိုပြီးချင်တဲ့ knowledge မပါသွားဘူးဆိုတော့အဲ့လေးတစ်ခုဖြူပေါ့ lesson လည်းလုပ်လိုက်ရတဲ့အခါကျနောက်ပွဲတိုင်းဖိတ်လို့ရှင်ဖြူ manage လုပ်နိုင်တဲ့အရှိအတွက်ကိုပဲဖြစ်တယ်ဖိတ်ပြီးတဲ့အခါကျတော့ဘာစဉ်းစားလဲဆိုတဲ့အခါဒီ insurance ရဲ့သဘောကဖြူလောလောဆယ်ကိုယ့်ရဲ့ lesson line ကကြာတော့လေဘာတွေ့ထားလဲဆိုရင်ပြောတာချက်ချင်းလွယ်တယ်လူရှိတယ်တချို့ကကြတော့ဘာမှမသိဘူးတချို့ကကြတော့အစလည်းမပြောမိတယ်နင်းမဲ့လူပြင်ထားတဲ့လူရှိတယ်နောက်တစ်ခုကကြကိုဘာထက်ချစ်တယ်သူတို့ရဲ့ financial background ကိုကြည့်တယ်သူတို့ကဝင်ချင်းနေဘယ်လိုရှိတာလဲသူတကယ်လို့နားလည်သွားရင်ထားနိုင်တဲ့အနေထားမှာသူတို့ရှိနေလားဆိုတော့ပြုနေတယ်ကိုယ့်ဘာသာကို set analysis လုပ်တယ်လုပ်ပြီးသွားတဲ့အခါကျရင်သူတို့ကိုဖိမယ်လို့စဉ်းစားတဲ့အခါဒီပွဲကိုတော့မှ4ယောက်လောက်ဖိမယ်လို့စဉ်းစားတယ်5ယောက်လောက်ဖိမယ်လို့စဉ်းစားတယ်ဆိုရင်အဲ့လူတွေကို list တွေလုပ်ပြီးတော့အမှချားထဲမှာကိုကပွဲမစခင်တပတ်လောက်လို့လေစပြီးစကားပြောနေပြီးဒါကကိုလုံးပွဲလေးတော့လုပ်ဖို့ရှိတယ်ရက်တော့မသေးစားသေးဘူးဆိုမပြောသေးဘူးအမှစကားပြောတယ်ပြောပြီးတော့တဲ့အခါကျရင်ဖိစာကိုလည်းဖြစ်နိုင်လူကိုယ်တိုင်တော့ပြီးတယ်ဘယ်တော့မှ online ကနေinvitation ကတ်ကိုမပေးဘူးလူကိုယ်တိုင်တော့ဖိပြီးတော့လူကိုယ်တိုင်စကားပြောတဲ့အခါပြင်ပြီးဘူးပေါ့နော်တေချာလေးစကားပြောအဲ့လိုပုံစံမျိုးနဲ့ဖြစ်မမျိုးပေါဖြစ်တည်လာဘူးကိုပြီးတယ်ဟောပါပါလေရွှေရှိဘူးပါအဲ့တော့တော့ဒီမိမိလေးတောက်လိုက်တယ်
နီးစက်တယ်နော်ဒီအတွဲကတော့အယုံနှစ်ရုံရောက်တယ်ဒီမှာโอเคဒီကြောင်းလေးဆက်သေးသေးအခုချင်းနေပြီတော့ကဲနှခါပဲဒီမှာအမတိုင်းလေးပြောပေးပါဟယ်လိုမကီတွေအကီတွေပြောလိုက်ပါအမတိုင်းလေးပြောပေးပါပြောတော့ပါအခုရပါတယ်ငါရောပြောတာအဲ့လေအများကြီးတော့ပါတယ်ဘယ်ကမားတွေရောက်တော့မိုက်တိုင်နေတယ်သူရနေလို့ပြပြောလိုက်မှ recruit လုပ်မယ် sales လုပ်မယ် MDRD ဖြစ်ဖို့ okay နော် fighting